Hello အားလုံးပဲမင်္ဂလာပါရုပ်ဖော်မှာကြိုဆိုပါတယ်ဒီနေ့အယုံမဟုတ်သေးဘူးပေါ့နော်အခုတော့အယုံဝယ်ရတာနည်းနည်းဖီးနည်းနည်းကျဲနေရတယ်ဒီနေ့ဖောက်ပြပေးသွားမှာတော့ဗာလဲဆိုတော့ဒါလေးပဲဖြစ်ပါတယ်ဒီကောင်ကတော့gift set ပေါ့နော် gift set ကို short ဈေးနဲ့ရလို့ပေါ့နော်တန်တယ်ပေါ့ရိုးရိုးတန်းတန်းဟာတက်ပို့ပြီးတော့တန်တယ်ဆိုတော့ဘာလေးပါလဲဖောက်ကြည့်အောင်ဒီကောင်ကဘာလဲဆိုတော့ Versace Rose Energy ပေါ့နော်အခုအသက်ထွက်ထားတဲ့ Versace Rose Energy ရဲ့ gift set လေးပဲဖြစ်ပါတယ်ဆိုတော့ဒီမှန်လေးဖောက်ရအောင်ဆိုတော့ဘူးလေးကတော့ဒါမျိုးလေးပေါ့နော်ဒီမှာရှင်းပါကနုတ်လေးနဲ့တော့ဒီကျမှဘာပါလဲဆိုတော့ဒီအိတ်လေးပေါ့နော်အိတ်လေးပါမယ်ချစ်စရာလေးခွန်းလိုက်ရင်သူကဒီထဲမှာဘာလေးပါမယ်ဆိုတော့ဒီမှာပါ Versace Euros Energy ပေါ့နော်သူကပလင်းလေးကအဝါရောင်လေးလှတယ်သူကပလင်းအခွန်ပါညာနဲ့ပေါ့နော်ဒီပလင်းလေးပါမယ်ဒီကန်bottle လေးပါမယ်ပေါ့နော်ဒီကန် bottle 10 ml ဒီကန် bottle လေးပါမယ်ဒီကောင်ကို50နဲ့ရခဲ့ရပါတော့ဒီ gift set ကိုတန်တယ်လို့ပြောလို့ရရပါတော့ဆိုတော့ဒီကောင်ကတော့ Versace အသစ်ထွက်တဲ့ Versace Euros Energy ပေါ့နော်ဒီကောင်ကဒီထဲမှာဘာတွေပါလဲဆိုတော့ blood orange ပါမယ် grapefruit ပါမယ် lemon ပါမယ် lime ပါမယ် mandarin orange ပါမယ်ပြီးတော့ Sicilian bergamot ပေါ့နော်သူကအဓိကကတော့ဘာလဲဆိုတော့ citrus ဖြစ်ချင်းပြုံးပေါ့နော်လုံးဝလန်းဆန်းအနက်မျိုးဖြစ်မှာပေါ့နော်ဒါကိုအခုစမ်းကြည့်ပြီးပြီပေါ့စမ်းကြည့်ပြီးမှကြိုက်လို့ဝယ်လာဒီကောင်ကဘာလို့ပြောလို့ရလဲဆိုတော့ Creed Aventus နဲ့လုံးဝတူတယ်တော်တူတယ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်အများကြီးစမ်းကြည့်ပြီးပြီပေါ့နော် Creed Aventus ရဲ့ inspire တွေရော Creed Aventus ကိုပုံစံတူလိုက်ပြီးယူထားတဲ့ Mont Blanc Explorer တို့တခြား brand တွေပေါ့နော်အဲ့ brand တွေအကုန်လုံးစမ်းကြည့်ပြီးပြီဒါပေမဲ့ Creed Aventus ရဲ့ taste ကိုဓာတ်ရိုက်သွားတဲ့ဟာမျိုးသိမရဘူးပေါ့နော်ဒီကောင်ကတော့လုံးဝ Creed Aventus မှာ Creed Aventus အနက်လို့ပြောလို့ရတယ်ဆိုတော့လုံးဝ Creed Aventus ပုံစံမျိုးပဲ Creed Aventus ပုံစံမျိုးသူကဆက်ဖွင့်ချင်းမှာသူကလီမွန်နဲ့နေတွေလိမ္မော်ဒီနန့်နေပြီးတော့ကျတော့လုံးဝပေါ့နော်အသီးအနံ့လေးတွေပေါ့အသီးစားဖွင့်လိုက်တာနဲ့လုံးဝလန်းဆန်းပြီးတော့ဆိုအဲ့လိုဖြစ်သွားတဲ့အနံ့မျိုးလေးပါတယ်ပေါ့နော်လုံးဝဒီမှာဆိုရင်လီမွန်တမယာဒီနန့်လို့လီမွန်နန့်လို့ပြီးတော့ကျတော့လိမ္မော်ဒီနန့်လည်းရတယ်သူကအဖွင့်ပေါ့နော်အဖွင့်မှာအဲ့လိုဆူလေးချင်းလေးကိုဝုန်းဆိုအဲ့လိုသူ့ရဲ့ဒီနာမည်အတိုင်းပဲ energy ဆိုတဲ့နာမည်အတိုင်းပဲအဲ့လိုဝုန်းဆိုပြီးတော့ထည့်ပေးလိုက်တယ်ပေါ့နော်လုံးဝ lively ဖြစ်တဲ့ vibe လေးပေါ့နော်လမ်းပြီးတော့အဲ့လိုမျိုးဆွတ်လိုက်တာနဲ့လမ်းပြီးကြံခဲ့မဲ့အနံ့လေးသူကအဲ့ရနေပြီးတော့တဖြည်းဖြည်း dry down မှာဆိုရင်အဲ့လို pink pepper white amber ပြီးတော့အဲ့လိုမျိုးအနံ့လေးပေါင်းပြီးတော့သူကဘာလဲဆိုတော့ Creed Aventus ပုံစံမျိုးပေါ့နော်base note မှာကျတော့ patchouli တို့ musk တို့အဲ့လိုမျိုးလေးနည်းနည်း warm ဖြစ်လေးနည်းနည်းသွားပြီးတော့ကြံခဲ့မဲ့အနံ့မျိုးပေါ့နော်သူ Creed Aventus နဲ့တော်ကိုစင်တူတဲ့အနံ့မျိုးလို့ပြောလို့ရတယ်ပေါ့နော် Creed Aventus က main ဖြစ်တဲ့နက်ဒီအနံ့ပါညာတော့တိတ်မရဘူးဆိုပေမဲ့အဲ့လိုလီမွန်နဲ့လိမ္မော်ဒီနဲ့အဲ့လိုအနံ့နေအစုံရရပေါ့နော်ဆိုတော့
တော်တော်မိုက်တယ်ပြောလို့ရတယ်ပူတဲ့နိုင်ငံတွေပူတဲ့ရာသီဥတုမျိုးတွေဆိုရင်တော်တော်လေးလန်းလန်းဆန်းဆန်းနဲ့ကောင်းပြီးတော့ကိုစိတ်ရွှင်နေမဲ့အနံ့မျိုးလို့ပြောလို့ရတယ်ပေါ့နော်အဲ့ရ Versace Energy ပါဆိုတော့ရုပ်ဖောက်မဲ့ကိုအားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လေဒီထက်အရုပ်တွေပြင်စုဆောင်သမျှအားလုံးကိုဖောက်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ပြီးတော့အားပေးကြပါအောင်လို့ပြောရင်းနဲ့နောက်နေ့မှာပဲပြန်တွေ့ကြတာပေါ့